ကျောင်းသွားရုံသက်ဘီစီလေးဒီအမျိုးသမီးလေးတွေအတွက် shopping bag လေးတခြားချုပ်ပေးထားတော့ဒီဇိုင်းလေးတခြားဆွဲပြီးတော့ချုပ်ပေးထားပါတယ်ကျိုးလေးပြပေးမယ်နော်ဒီကျိုးကတန်ကျိုးလေးနဲ့ဆက်ထားပေမဲ့ weight လုံးဝမပါဘူးနော်အိတ်ကလေးကအရန်ပေါ့တယ်ပျော့ပါတယ်မှနော်ကျိုးလေးရတာမျိုးလေးတန်ကျိုးနဲ့လေတာလေးနဲ့ကိုဆက်ပေးထားတယ်ဒီအပေါ်မှာပခုံးမနာအောင်လို့လေတာကျိုးတီးတန်းထည့်ပေးထားတယ်နော်အိတ်အောက်ခြေပါအောက်ခြေမှာတောက်တီလေးဖက်ပါလို့အိတ်ဒီပုံပဲတာကနေကားွယ်ပေးနိုင်ပါတယ်အသားလေးကအရန်ကိုပြော့ရယ်နော်အဲဆိုညီမတို့တေချာရွယ်ကြည့်ပြီးမှဈေးကွက်ထဲကိုဖြတ်မိထားတဲ့အသားလေးပါမှနော်အိတ်ကလေးကအရန်ကိုပေါ့တယ်ပျော့တယ်ဒီလိုလေးနော်ဒါဒီလိုလေး size ကလေးပြောပြပေးမယ်နော်မှနော် size ကဒီအောက်ခြေအလျားက12လက်မရှိတယ်အပေါ်အလျားက15လက်မရှိတယ်ပြီးလို့ရှိရင်အမြင့်ကကြတော့10လက်မရှိပါတယ်ဒါလေးဆိုလို့ရှိရင်လေမြန်မာဝတ်စုံနဲ့လည်းလိုက်တယ်ပြီးလို့ရှိရင်ရုံသက် outfit တွေနဲ့လည်းလိုက်တယ်ဘယ် outfit မရွေးဒီဇိုင်းဘယ်လို outfit design မျိုးနဲ့မဆိုလိုက်တယ် shopping bag လေးနော်လွယ်ရတာလဲခန္ဓာကိုယ်နဲ့တသားတည်းဖြစ်ပြီးမှအရန်တက်တာဖြစ်ပါတယ်ညီမတို့ကအိတ်တလုံးချုပ်မယ်ဆိုလို့ရှိရင်ဒီဇိုင်နာထုတ်ပေးပြီဆိုတော့အိတ်ကိုပြီးရောဆိုပြီးမှချုပ်ပြီးမှဈေးကွက်ထဲမှာဘယ်တော့မှမဖြတ်မှာဘူးကိုယ်တိုင်တေချာလွယ်ကြည့်ပြီးမှတကယ်အသုံးဝင်တဲ့အိတ်တွေကိုပဲချုပ်ပေးပါတယ်ရှင်အတွင်းထဲကိုပြပေးမယ်နော်ဒါထည့်ကြတွင်းထဲမှာဆိုရင်ညီမထည့်ပြပေးထားတယ်။ဒါလေးဆိုရင်ဒီမှာဒါညီမ laptop ထည့်ထားတယ်။တွင်းထဲမှာဆိုရင်လည်းဒီမှာအများကြီးဆန်တယ်နော်။ဒီမှာဒါတော့အထဲမှာဆန်နေပြီး basic အိတ်ကက်ကလေးလည်းပါသေးတယ်။ဒီပေါ်မှာ safety ခလုတ်လေးလည်းပါတယ်နော်။ဒီလိုခလုတ်လေးလည်းပါပါတယ်။ဒါလေးဆိုရင်အသားအရန်ဆောင်ပါတယ်။ကာကီရောင်လေးပါ။ဈေးနှုန်းလေးက3,900ပါရှင်။အယောင်900ချုပ်ပေးထားပါတယ်ရှင်။ဒါလေးဆိုလို့ရှိရင်ဒီရောင်လေးဆိုလည်းမချုပ်တာအရန်ကြပြီသူကနေညိုရောင်လေးဝိုင်လို့လည်းခေါ်တယ်နော်ဒီမှာကြည့်အောင် outfit လုံးဝမရွေးဘူးเนาะဒီရဲ့အရောင်လေးတွေဒီဇိုင်းလေးတွေပါလေဒါလေးကတော့အရန်ကိုပိုစံနဲ့အညိုရောင်လေးပါဒါလေးကတော့အညိုရောင်လေးပါရှင်ဒါလေးကတော့အရောင်အစမ်းလေးခဲရောင်လေးပေါ့နော်အရောင်လေးလင်းပြီးတော့အရန်ကိုကြက်တည်ရှိတယ်ဒီခဲရောင်လေးကလေပြပြီးသွားပြီလို့ဆိုတာဒီလိုရှိရင်မပါမဖြစ်တာလေးကတော့အနက်ရောင်လေးပါရှင်ဈေးနှုန်းလေးကတော့3,900ပါရှင်ပြီးလို့ရှိရင်ဒီတန်ကြိုးတွေနဲ့ဆိုလို့ရှိရင်လေအယောင်ကျွတ်မှာတန်ကြီးတက်မှာစိတ်မပူနဲ့နော်တန်ကြီးကတော့လုံးဝမတက်ဘူးဒါပေမဲ့အမားတွေဖက်က3လကြာတာလို့တန်ကြိုးတွေဒီအယောင်ဖြော့သွားတာတို့ဒီခလုတ်တွေပြတ်သွားတာတို့ဆိုလို့ရှိရင်ဟိုလန်ဒါရဲ့ထုံးစံအတိုင်းအချိန်မရွေးအခမဲ့ပြန်ပေးပါတယ်နော်အိတ်တက်ရှည်လုံနီလေးကညီမတရက်ထပ်တင်ပေးမယ်နော်ဒါလေးတွေကနေ့တိုင်းသုံးနေတော့လေဖုံတက်သွားလို့ရှိရင်လေလျှော်စရာမလိုဘူးတိလားလေဒါ polish လေးနဲ့တက်ရှည်လုပ်ပေးလိုက်တာနဲ့ဖုံလေးပြောင်းပြီးတော့အယောင်လေးပြန်တက်ပါတယ်ရှင်မှန်နော်